ဒီ honor logo လေးကအောက်မှာပေါ့နော်အရာကတော့ထင်းနေတာပဲ iPhone 17 Pro Max iPhone 17 Pro Max ရဲ့ Cosmic Orange ပြီးတဲ့နောက်ပိုင်းမှာသင်ပေါ်ကြော်ကြားလာတော့အယောင်များရောပြီးဒါ Honor Power 2ရဲ့ဘယ်ဘက်ချမ်းကနေမြင်ရတဲ့ပုံစံလေးပါ internal line တွေအများကြီးထည့်ထားပြီးတယ်အောက်ဘက်မှာက SIM ထည့်ရမယ့်နေရာလေးရဲ့ internal line ရဲ့ microphone ရဲ့ Type C ပါရဲ့ speaker ရဲ့ပါလာတယ်ညာဘက်ချမ်းမှာ internal line ဟိုဘက်နှစ်ခုဒီဘက်နှစ်ခုနဲ့သူထည့်တာပဲเนาะ power button volume to short internal line တွေအပေါ်ဘက်မှာကျတော့ကျွန်တော်တို့ power button sorry internal line နဲ့ microphone နှစ်ခုနဲ့ထည့်ထားပေးတာပါနော် okay ဒါကတော့ကျွန်တော်တို့ volume လေးတွေ clicky ဖြစ်မဖြစ်ဆိုတာလေးကိုကျွန်တော်တို့စမ်းပြပေးနေတာပါ okay အခုကျွန်တော် Honor Power 2ရဲ့ specification လေးတွေအကြောင်းကျွန်တော်နည်းနည်းပြောပြပေးမယ်သူက2026 January 9 ရက်နေ့မှာကြော်ညာတယ် web အနေနဲ့